နိုင်ငံတော်တင်ကျွန်တော်အသက်ရှင်တဲ့ဖျားရခင်တို့ထွက်စကားကိုကျွန်တော်ပြန်ပြီးမှဝင်ငါဖို့ပြင်ဆင်ထားတယ်။ဘာဝင်ငါချင်တယ်ဆိုတော့ပိတ်အပ်ပါလို့ကျွန်တော်ပြောချင်တယ်။ပိတ်အပ်ပါသူ့အထဲကိုကျွန်တော်တို့ရဲ့ဘဝအသက်တာပိတ်အပ်ရမယ်။ပိတ်အပ်ခြင်းနဲ့နော်ကိုကိုရှောက်လန်းခြင်းဆိုတဲ့အရာအရန်ကွာခြားတယ်။ကျွန်တော်အခုတော့အဲ့ဒါတွေကျွန်တော်ခံစားနေရတယ်။နော်ပိတ်အပ်ခြင်းဆိုတဲ့အရာကကိုကိုသူပိုင်သွားတာကိုကျွန်တော်ပိတ်အပ်ခြင်းလို့ပြောလို့ရတယ်မိတ်ဆွေရဲ့ဘဝအသက်တာအောင်နော်မိတ်ဆွေကိုတိုင်ကိုကြိုက်တယ်လို့စဉ်းစားပြီးမှဆုံးဖြတ်ပြီးမှသွားလာမလားဒါမှမဟုတ်လေကိုပိုင်တာအုပ်ဆိုးတဲ့အရှင်ရဲ့လက်ထဲမှာသူ့ရဲ့အစီအစဉ်အတိုင်းသူ့ရဲ့လမ်းညွှန်မှုအတိုင်းသူဖြစ်စေခြင်းတဲ့အတိုင်းကျွန်တော်တို့သွားလာမလားအဲ့ဒီတစ်ခုပဲရှိကိုဘဝအသက်တာအောင်နော်ကိုကြိုက်တယ်လို့ပုံတွဲပြီးမှကိုကြိုက်တယ်လို့လုပ်ပြီးမှကိုကြိုက်တယ်လို့ပဲအသက်ရှင်နေထိုင်မလားကိုပိုင်တာအုပ်ဆိုးတဲ့အရှင်ရဲ့လက်ထဲမှာသူ့ရဲ့အလိုတော်အတိုင်းကိုကအသက်ရှင်နေထိုင်ခြင်းတော့စိတ်ရှိသေးလားအဲ့နှစ်ခုပဲမိတ်ဆွေယုံကြည်သူရောမယုံကြည်သူရောအဲ့ဒီပါပဲမယုံကြည်သူမှလည်းနော်သူတို့ဆွဲလန်းနေတဲ့အရာသူတို့ထင်မှတ်နေတဲ့အရာပါရာရေးအားဖြင့်သူတို့ကြင်ကြံအားထုတ်နေတဲ့အရာရှိတယ်နောက်ပြီးမှတချို့တော့တွေကပါရာတရားတော့ရှိကြပါတယ်ဒါပေမဲ့သူတို့ဘဝအသက်တာမှာသူတို့ထင်မြင်တဲ့အတိုင်းသူတို့ယူဆတဲ့အတိုင်းပဲသွားနေတဲ့လူလောကသားဖြစ်တယ်ယုံကြည်သူမှလည်းအဲ့လိုပဲခရစ်တော်ကိုတော့ယုံကြည်တယ်လို့ပြောနေတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘဝသက်တာမှာကိုကြိုက်တယ်လို့ပဲဥဆောင်ပြီးမှကိုကြိုက်တယ်လို့ပဲအသက်ရှင်နေထိုင်တဲ့လူတွေရှိတယ်လို့ယုံကြည်သူတော့ယုံကြည်သူပါပဲအဲ့လိုရှိတယ်နော်တချို့တို့လူတွေဆုတောင်းတာပေါ့နော်ဖျားချောင်းတော့လည်းဖျားချောင်းတော့တာပါပဲဖျားလေးခင်တို့ထွက်စကားကိုနားထောင်တာပေါ့ဒါပေမဲ့ကိုယ်ကိုယ်တိုင်လုပ်ရမှာပဲလေဆိုတော့ယုံကြည်သူလည်းရှိတယ်အဲ့ဒါကိုကျွန်တော်ဘာနဲ့ပြောချင်တယ်လဲဆိုအဲ့ဒီလူမျိုးယုံကြည်သူတွေကလို့ပဲဆိုနေတဲ့လို့ဆိုတငယ်ကလေးတငယ်ယုံကြည်ခြင်းဆိုပြီးမှကျွန်တော်အဲ့လိုခေါ်ချင်တယ်နောက်ပြီးယုံကြည်သူမှကြာတော့လေဒီဖျားသခင်ရဲ့အလိုတော်ထဲမှာကိုယ့်ရဲ့ဘဝတတတစ်ခုလုံးပြောချင်တာကျွန်တော်ခဏပြောတယ်ပေးအပ်တယ်ဆိုကြတဲ့ကိုယ့်ကိုမပိုင်တဲ့အရာကိုဝန်ခံအတိမပြုတာဖြစ်တယ်ကိုယ့်ကိုပိုင်ရှင်နော်ပိုင်ရှင်လက်ထဲကိုကိုအနန္တဒါကြောင့်မိတ်ဆွေရဲ့ဘဝကိုခရစ်တော်ကသူ့စီကိုမိတ်ဆွေရဲ့အလိုဆန္ဒအလျောက်အနန္တခရစ်တော်လိုချင်တယ်ခရစ်တော်ကလေလူတစ်စုံတစ်ယောက်ကသူ့ရဲ့ဘဝတတာကိုသူ့လက်ထဲမှာအပ်ပြီးခရစ်တော်ကအတင်းအဓမ္မလှုပ်ချင်တော့ဖျားမဟုတ်ခရစ်တော်ဟာမေတ္တာတော်ရှင်ဖြစ်တယ်မေတ္တာတော်ရှင်ဆိုတာအဆောက်မြုံနေတယ်သူ့ရဲ့နှလုံးသားထဲကနေသူ့ရဲ့အချစ်ချင်းကိုနော်အဲ့ဒီလူကနားလေဖို့ရန်အတွက်လိုအပ်တယ်နားလေဖို့ရန်အတွက်တယ်နော်လက်ခံဖို့ရန်အတွက်ခရစ်တော်ကနီလန်မျိုးစုံနဲ့သူ့ကိုနော်ပေးတည်တာဖြစ်တယ်ငါလောကထဲမှာအသေးခံခဲ့တာတင့်အပြစ်တွဲနော်အပြေငရေးကိုနော်အပေငရေးမလားရအောင်လှုပ်ဆောင်ပေးခဲ့တယ်ဆိုတဲ့အရာကအခြေခံအကြဆုံးဖြစ်တယ်နောက်ပိုင်းမှာအဲ့ချစ်ချင်းမေတ္တာကိုနားလေသဘောပေါက်လက်ခံသူတွေရဲ့နှလုံးသားထဲမှာခရစ်တော်လောကထဲမှာအသေးခံတာနော်အပေငရေးကလူမြောက်ဖို့တစ်ခုတည်းမဟုတ်ဘူးဆိုတဲ့အရာကိုလက်ခံယုံကြည်သွားတဲ့လူတွေကိုနောက်ဆက်တွင်တော့ဖွင့်ပြခြင်းအများကြီးရှိတယ်။ဒါကြောင့်ခရစ်တော်တစ်ချိန်တစ်ခါနဲ့အပြည့်အစုံနော်အကုန်လုံးဘာလို့ဖွင့်ပြခြင်းမရှိတယ်လဲဆိုတာလူတွေကနားမလည်နိုင်ဘူးလူတွေကလက်မခံနိုင်ဘူးအထူးသဖြင့်လူတွေရဲ့စိတ်နှလုံးထဲကနေလိုလာနော်ဖွင့်ဟထားတဲ့နှလုံးသားကိုမှခရစ်တော်ကဝင်ပြီးမှအုပ်ဆိုးပြီးမှကြီးစိုးပြီးမှတနေ့တခြားသူ့ရဲ့ဂရုဏာတော်ချစ်ချင်းမေတ္တာတွေကိုခရစ်တော်ကဖွင့်ပြလည်းရှိတယ်တခါလေးဖွင့်ပြဆိုလူကလေသင်္ခါရဖြစ်တယ်ခရစ်တော်ကထောင်ရအနန္တဖြစ်တယ်ဒါပေမဲ့သင်္ခါရနဲ့ထောင်ရအနန္တကဘလို့မှသဟဇာတမဖြစ်တဲ့အတွက်ကြောင့်တဖြည်းဖြည်းချင်းစီသူ့ရဲ့ဝိညာဉ်ထဲမှာတိဆောက်ခြင်းပြုပြီးမှတဖြည်းဖြည်းနော်သူ့ရဲ့ဝိညာဉ်ထဲမှာတိဆောက်တဲ့အရာချစ်ချင်းမေတ္တာနဲ့နှက်ဆိုင်စေတဲ့အရာလေးနဲ့စေတဲ့အရာတခါလေးနော်တိဆောက်ခြင်းမပြုတ်ဘူးတဖြည်းဖြည်းပြုတ်လာဖြစ်တယ်အဲ့တော့ဒါကြောင့်ကိုယ့်ရဲ့ဘဝတက်တော့ပိတ်အပ်တယ်လို့ပြောတာပိတ်အပ်တယ်ဆိုတာကကိုတိုင်လိုလာနော်သူ့ရဲ့ဖိအားမပါဘဲနဲ့သုံးတစ်ခုတော့ဖိအားမပါဘဲနဲ့အာနာခြင်းမပါဘဲနဲ့လိုလာကိုလိုချင်းကိုပေးအပ်တာအဲ့လိုမျိုးစိတ်နှလုံးကိုခရစ်တော်လိုအပ်တယ်ခရစ်တော်လိုချင်ဆုံးအဲ့ဒါပဲငါသားတင်းကိုငါဖန်ဆင်းတယ်ငါသားတင်းကိုငါချစ်တယ်တင်းကိုငါဖန်ဆင်းတယ်ကြည်တင်တယ်ဆိုမှတင်းသဘောတူလားမတူလားတင်းကြိုက်လားမကြိုက်ဘူးလားမသိဘူးအတင်းအဓမ္မမလုပ်ဘူးအဲ့လိုလုပ်ရင်ကျွန်တော်တို့ကလေ
ဖျားတဲ့ကိစ္စမြတ်တော့ကျွန်တော်နားလည်နိုင်မှလည်းမဟုတ်ရှင်ဝန်းတက်မှလည်းမဟုတ်နော်ဟိုကျေးဇူးတင်တဲ့နှလုံးသားရှိမှလည်းမဟုတ်အတင်းအတမလုပ်ယူပဲဆိုတော့မှအဲ့လိုထဲမှာဒါကြောင့်ဖျားသခင်ကဘယ်တော့မှအတင်းတပါမလုပ်သူ့ရဲ့စိတ်နှလုံးလူတစုံတယောက်ရဲ့စိတ်နှလုံးမိတ်ဆွေရဲ့စိတ်နှလုံးကျွန်တော်ရဲ့စိတ်နှလုံးကိုကြည့်ပြီးမှကျွန်တော်ရဲ့စိတ်နှလုံးပါလေလှုပ်ဆောင်တဲ့အရာကျွန်တော်စိတ်နှလုံးပါလေသူ့ကိုအနံ့တဲ့အရာကျွန်တော်စိတ်နှလုံးထဲကနေထွက်လာပြီးမှသူ့ကိုရက်ရိုးရိုးလိုလိုချင်းချင်းကျွန်တော်ရဲ့ဘဝကျွန်မဘဝတခင်အလက်ထဲမှာအနံ့ပါတယ်ဆိုမှပေးတဲ့အရာလက်မြောက်အရှုံးပေးတဲ့အရာအနံ့တဲ့ဆိုကြတဲ့ကစွန့်လွတ်လိုက်တာကျွန်တော်ဘောကိုကျွန်တော် arrange မလုပ်နိုင်အောင်ကျွန်တော်ဆွတ်လွတ်လိုက်ပြီးကိုတော့တခင်ကပဲကျမဘွားကိုပိုင်တာအုပ်ဆိုးပါတယ်တခင်ကပဲကျမဘွားရဲ့အရှင်ဖြစ်ပါတယ်တခင်ဖြစ်ပါတယ်ဘယင်ဖြစ်ပါတယ်ကျွန်တော်ဘွားအသက်တာတခင်ကြိုက်လို့အုပ်ဆိုးပါကြီးဆိုးပါဘယင်လုပ်ပါမင်းပြုပါဆိုမှခရစ်တော်လည်းကျမအနန္တိမိတ်ဆွေရဲ့အသွေးခေါ်ပြောင်းလဲလာလိမ့်မယ်မိတ်ဆွေရဲ့အမြင်တွေပြောင်းလဲလာလိမ့်မယ်မိတ်ဆွေရဲ့စဉ်းစားတွေးခေါ်မှုပြောင်းလဲလာလိမ့်မယ်မိတ်ဆွေရဲ့ခံယူချက်တွေပြောင်းလဲလာလိမ့်မယ်လူတယောက်မှလည်းအရေးကြီးဆုံးကစဉ်းစားတွေးခေါ်ခံယူမှုယုံကြည်မှုတွေအရေးကြီးရဲ့အဲ့ဒါတွေမားနေရင်လှုပ်ဆောင်လာတဲ့အရာတွေအားလုံးမားတယ်ကြောင့်တင်းဘလို့ခံယူရတယ်နော်တည့်ရခံယူချက်ကတမာတရားကြလားမကြဘူးအဲ့ဒါစဉ်းစားရမယ်လေတည့်ရခံယူချက်ကတမာတရားမကြဘူးဆိုရင်လှုပ်ဆောင်တဲ့အရာတွေရှောက်လန့်မှုတွေအားလုံးတမာတရားနဲ့လွှဲချော်တဲ့အရာဖြစ်တယ်ကျွန်တော်အခုတလောပဲဒီရပ်ပိုင်းအတွင်းမှာနော်ပိတ်အချင်းဆိုတဲ့အရာကိုကျွန်တော်စင်ကြင်နှလုံးသွင်းမှာကျွန်တော်ခံစားလာပိတ်အပ်လိုက်တယ်ဆိုတော့အတိကလစ်လွတ်လိုက်ရတာကိုဘဝကိုလစ်လွတ်ပြီးမှကိုကိုပိုင်တာတဲ့တစုံတယောက်ရဲ့လက်ထဲမှာကိုဘဝကိုပိတ်အပ်လိုက်တာဆိုလစ်လွတ်တယ်ဆုံးရှုံးတယ်အရှုံးပေးတယ်လက်မြောက်တယ်ဆိုတာကိုကိုမပိုင်တော့တာကိုမစီရင်နိုင်တော့တာကိုအစီအစဉ်မဆွဲနိုင်တော့တာကိုမထိန်ချုပ်နိုင်တော့တာနော်ကိုဟာငါဟာဆိုတာမရှိတော့တဲ့အရာဗလာနတ်တိဖြစ်သွားတဲ့အရာကိုပုံဆောင်တာခရစ်တော်ကဗလာနတ်တိထဲမှာပဲခရစ်တော်ရဲ့တကူကအပြည့်အဝအလုပ်လုပ်မှာဖြစ်တယ်ငါဆိုတဲ့အရာရှိနေတဲ့အရာမှာခရစ်တော်ကအပြည့်အဝလုပ်နိုင်ပါတယ်ဒါပေမဲ့မလုပ်ချင်ဘူးခရစ်တော်အဲ့လိုမလုပ်ချင်ငါဆိုတဲ့ကြီးစိုးထားတဲ့လူတွေထဲမှာခရစ်တော်ကသူ့ရဲ့ဖြစ်ခြင်းကိုအဲ့လိုလုံးဝမလုပ်နည်းနည်းမှမလုပ်တော့မပြောချင်ပါဘူးဒါပေမဲ့လုပ်ခြင်းမရှိပါဘူးကြောင့်သူ့နောက်လိုက်ချင်တော့သူ့တပည့်ဖြစ်ချင်တော့သူဟာကိုလောကိုကတိုင်ကိုထမ်းပြီးမှနေတန်ငှက်တော့လိုက်ရမယ်ဆိုတော့ငါဆိုတဲ့အရာတေရမှာကိုပြောတာဒါကြောင့်မိတ်ဆွေပေးရလိုက်တယ်ဆိုတဲ့အတိတ်ပဲကလည်းကျွန်တော်ဖွင့်ဆိုလိုက်မယ်ဆိုရင်ပေးရလိုက်တယ်ခရစ်တော်ထဲမှာကျွန်တော်ဘဝပေးအပ်လိုက်တယ်ဆိုတာကကျွန်မအရှုံးပေးပါတယ်ကျွန်မဟာဗလာနတ်တိဖြစ်ပါတယ်ကျွန်မမပိုင်တော့ပါဘူးကျွန်မ arrangement မလုပ်ချင်တော့ပါဘူးအစီအစဉ်မဆွဲချင်တော့ပါဘူးနော်ဘာမှလည်းမလုပ်ချင်တော့ပါဘူးပြောချင်တာမလုပ်နိုင်တော့တဲ့အရာကိုတိမိသွားပြီးမှအဲ့လုပ်ချင်တဲ့စိတ်ကုန်းသွားပြီးမှတခင်ရဲ့လက်ထဲကိုပဲကျွန်မဘုရားပုံအပ်ပါတယ်လို့လုပ်ကြည့်မိတ်ဆွေအဲ့လိုလုပ်ကြည့်ပထမအုပ်ဆုံးမိတ်ဆွေရဲ့အသွေးအခေါ်အမြင်တွေပြောင်းလဲလာအရင်တော့ယေရှုမြင်တယ်လို့နော်အရင်တော့ကိုယ့်ရဲ့မြင်ချင်းဟာယေရှုမြင်တဲ့အပိုင်းယေရှုမြင်တဲ့အတိုင်းဖြစ်ဒါပေမဲ့ပြည့်ရလက်တဲ့နောက်ပိုင်းမှာအဲ့ဒီအပိုင်းရောက်လာတဲ့အချိန်မှာမိတ်ဆွေရဲ့အမြင်ဟာယေရှုရဲ့အမြင်နဲ့တဖြည်းဖြည်းတူလာမိတ်ဆွေရဲ့ခံယူချက်ဟာယေရှုရဲ့ခံယူချက်တဖြည်းဖြည်းတူလာတယ်မိတ်ဆွေရဲ့စဉ်းစားခြင်းဟာယေရှုရဲ့စဉ်းစားခြင်းနဲ့တူလာတယ်ဘာလို့မိတ်ဆွေကိုယ်တိုင်ကပေးအပ်လိုက်တာအရှုံးပေးလိုက်တာလက်မြောက်လိုက်တာလက်မြောက်လိုက်တယ်ဆိုတော့ကအရှုံးပေးပါတယ်ဘာမှမလုပ်နိုင်တော့ပါဘူးနော်ကိုအရှုံးပေးတဲ့လူကကိုကိုကြိုက်တယ်လို့လုပ်ပါစေဆိုတဲ့ဝန်ခံတဲ့အရာအနန္တအရာဖြစ်တယ်ကျွန်တော်မိတ်ဆွေကခရစ်တော်လက်ထဲမှာကျွန်မဘဝအရှုံးပေးလိုက်ပါတယ်အဆုံးတက်လိုက်ပါပြီမိတ်ဆွေရဲ့အဘွားဟာမိတ်ဆွေရဲ့လက်ထက်မှာအဆုံးတက်ပြီးမှသခင်ရဲ့လက်ထက်မှာအစပြုတ်လာတဲ့အချိန်မှာခရစ်တော်ကအသစ်တော်အရာတွေနဲ့ပြန်ပြီးမှကျွန်တော်ဘဝအသက်တာတည်ဆောက်ပေးပါဖြစ်တယ်။အသစ်တော်အရာဆိုရင်အသွေးကောပြောင်းလဲလာမယ်အမြင်ပြောင်းလဲလာရှုမြင်မှုပြောင်းလဲမှာသုံးသပ်မှုပြောင်းလဲလာကျွန်တော်အခုတော့ကျွန်တော်အရာတစ်ခုကိစ္စတစ်ခုအကြောင်းအရာတစ်ခုကိုစဉ်းစားတယ်မြင်တယ်တွေးခေါ်တယ်သုံးသပ်တယ်ဆိုပါစို့ကျွန်တော်စဉ်းစားဒီနေရာမှာနော်ကျွန်တော်သာဘုရားခရစ်တော်ဆောင်ရင်ခရစ်တော်သားဆိုရင်ဒီအဖြစ်အပျက်ကိုဒီအကြောင်းအရာကိုဒီဖြစ်စဉ်ကိုဘယ်လိုမြင်မလဲဘယ်လိုစဉ်းစားမလဲဘယ်လိုရှုမြင်မလဲဘယ်လိုသုံးသပ်မလဲဘယ်လိုဝေဖန်မလဲဆိုကျွန်တော်အဲ့ဒီစိတ်နှလုံးသားပေါ်လာအရင်တော့မသိဘူးမသိဘူးမလားသိပါတယ်ဒါပေမဲ့အခုဒီရပ်ပိုင်းအတွင်းမှာနော်အရင်တော့ဘုရားသားဆိုတော့ဘုရားသခင်မကြိုက်တဲ့အရာကိုရှောင်ရမယ်ဘုရားသခင်ကြိုက်တဲ့အရာကိုလုပ်ရမယ်ဆိုတဲ့နော်ဝိညာဉ်သဘောကရှိရမယ်ဆိုတဲ့အရာသိရှိတယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာနော်တည့်ရနေရမှာဒီနေရာမှာဆိုရင်အခုကိစ္စမှာဆိုရင်ခရစ်တော်သားဆိုရင်ဘယ်လိုမြင်မလဲငါအထဲမှာခရစ်တော်သားဆိုရင်နော်ငါအထဲမှာရှိခရစ်တော်သားဒီကိစ္စကိုဘယ်လိုမြင်မလဲဘယ်လိုရှုမြင်မလဲဘယ်လိုစဉ်းစားမလဲဘယ်လိုဝေခံမလဲဘယ်လိုလက်ခံမလဲဆိုတဲ့အရာကျွန်တော်နှလုံးသားထဲမှာအမြဲတမ်းပေါ်လာတယ်
လူတစုံတယောက်ကိုကျွန်တော်စကားပြောတဲ့အချိန်မှာအကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီးမှသူတို့ကျွန်တော်သဘောထားမတိုက်ဆိုင်တဲ့အရာမှာပြောကြရဲဆိုပါစို့ဒီနေရာမှာခရစ်တော်သားဆိုရင်ငါနေရာမှာခရစ်တော်သားဆိုဘယ်လိုပြောမလဲသူ့ဘယ်လိုမြင်မလဲဆိုတော့စဉ်းစားမှုတွေးခေါ်မှုကလည်းအတွေ့နော်အာယုံထဲမှာစိတ်လုံးထဲမှာအမြဲတမ်းအဲ့ဒါပေါ်လာတယ်အရင်တော့ကျွန်တော်အဲ့လိုမရှိပါဘူးအရင်တော့မရှိဘူးဆိုတာအရင်တော့သူရှိတယ်အရင်တော့ဆိုဖခင်သားဆိုတာနော်ယုံကြည်သူတွေထက်မှအလင်းဖြစ်တယ်ကျွန်တော်နှုတ်ကဓမ္မတရားတန်းကျွန်တော်စင်ကြင်သုံးသက်ရမယ်ဆိုတဲ့အရာရှိခရစ်တော်ဆိုရင်ဘယ်လိုမြင်မလဲငါနေရာမှာခရစ်တော်ဆိုရင်ဘယ်လိုစဉ်းစားမလဲခရစ်တော်ဆိုရင်ဒီလိုပြောမလားခရစ်တော်ဆိုရင်ဒီလိုလုပ်မလားငါကဒီလိုလုပ်လိုက်တယ်ငါဒီလိုပြောလိုက်တယ်ငါဒီလိုမြင်တယ်ငါဒီလိုရှုမြင်လိုက်တယ်ဒီလိုသုံးသက်လိုက်တယ်ဒီလိုစဉ်းစားနေတယ်ခရစ်တော်သားဆိုဒီလိုစဉ်းစားမလားခရစ်တော်သားဆိုငါရဲ့စဉ်းစားမလဲတူပါမလားဆိုတဲ့အရာကျွန်တော်စိတ်ထဲမှာပေါ်လာတယ်မိတ်ဆွေအဲ့ဒါကပါတယ်ပေးအပ်ခြင်းဆိုတဲ့အစိတ်အပိုင်းတစ်ခုရဲ့လှုပ်ဆောင်မှုဖြစ်တယ်ပေးအပ်လိုက်တဲ့ချိန်မှာနော်ပစ္စည်းတစ်ခုကအရာဝတ္ထုတစ်ခုကတစုံတစ်ယောက်ကကိုယ့်လက်ထဲမှာကိုယ့်ကိုအပိုင်းပေးအပ်ခြင်းလာတဲ့အခါမှာအဲ့ဒီပစ္စည်းမှာအဲ့ဒီအရာဝတ္ထုမှာအဲ့ဒီလူတစုံတစ်ယောက်မှာနော်ပိုင်ရှင်ဖြစ်တဲ့လူကအဲ့ဒီအရာပေါ်မှာမကျေနပ်တဲ့အရာတွေပြုပြင်ခြင်းတဲ့အရာတွေနော်အသစ်ပြုပြင်ခြင်းတဲ့အရာအဟောင်းကိုဖေချွတ်ခြင်းတဲ့အရာအများကြီးရှိတယ်အကျင့်စာရိတ္တတွေကျွန်တော်ဘုရားသခင်ဘက်မှာခရစ်တော်ဘက်မှာကျွန်တော်စိတ်အားချက်တန်ပြီးမှကျွန်တော်ဘောတာတစ်ခုလုံးပုံအပ်လိုက်တဲ့အချိန်မှာဘုရားသခင်မကြိုက်တဲ့အရာတွေကျွန်တော်ဘောတာအများကြီးရှိတယ်အဲ့ဒါတွေကိုဖေခွာနေရတယ်အဲ့ဒါကိုချွတ်နေရတယ်တန်ကြိတ်တက်နေတယ်အဲ့ဒါတွေကိုနော်ပြုပြင်နေရတယ်အဲ့ဒါတွေကိုတစ်ခုချင်းတလွားချင်းကျွန်တော်ဖိနေရတယ်အဲ့ဒါကိုလောကတိုင်းထမ်းပြီးမှခရစ်တော်နာလိုက်တာနဲ့တူတယ်လို့ကျွန်တော်ပြောချင်တယ်နော်အဲ့ဒါတွေအားလုံးဇာတိအရာတွေဖေးခွာနေပြီးမှအတစ်တော့အရာတွေပေါ်လာတယ်ဟောင်းတော့အရာတွေပြောင်းလဲပြီးမှခက်သိမ်းတော့အရာတွေအတစ်ဖြစ်ကုန်ကြပြီဆိုတော့အဲ့ဒီမှာအကျိုးဝင်တာလက်မြောက်ခြင်းအရှုံးပေးခြင်းပေးအပ်ခြင်းအနံ့ခြင်းပေါ်မှာအကျိုးဝင်တာခရစ်တော်၌ရှိလေခရစ်တော်ကိုယုံကြည်လင်လို့မပြောဘူးခရစ်တော်၌ရှိတယ်လို့ပြောတယ်ခရစ်တော်ကိုတည်တော်သူမှန်လင်လို့မပြောဘူးလူမီဒီကခရစ်တော်၌ရှိတယ်ခရစ်တော်အထက်မှာမြုပ်သွားတာခရစ်တော်ရဲ့ဘဝခရစ်တော်ရဲ့ယေရှုတရားတော်မှာကျွန်တော်ဘဝအသက်တာတစ်ခုလုံးမြုပ်နှံသွားခရစ်တော်ကိုပဲအုပ်ဆိုးခွင့်ပေးတာကျွန်တော်ဘဝအသက်တာကခရစ်တော်ထဲမှာမြုပ်နှံသွားတာမရှိတော့ဘူးအပြင်ကကြည့်ရင်ခရစ်တော်ဝဲမြင်တယ်အထက်မှာကျွန်တော်ရှိတယ်လူမီဒီကခရစ်တော်နဲ့ရှိတယ်ပြောတယ်ခရစ်တော်ကိုယုံကြည်လင်လို့မပြောခရစ်တော်ကိုတည်လင်လို့မပြောဘူးသူဒီနေ့တချို့ခရစ်တော်ကိုယုံကြည်နေကြတယ်အမေရိကန်ခရစ်ယာန်တွေဘယ်သူယုံကြည်သွားမေးကြည့်ခရစ်တော်ယုံကြည်လို့ပြောတော့ပဲဒါပေမဲ့ခရစ်တော်နဲ့မှမရှိတာခရစ်တော်ကိုယုံကြည်ယုံနဲ့မဟုတ်ဘူးယုံကြည်လိုက်ယုံနဲ့ဘဝအသက်တာပြောင်းလဲသွားတာမဟုတ်ဘူးယုံကြည်မှအနံ့ရတယ်အနံ့မျိုးဝန်ခံရတယ်အနံ့ရတယ်ရှောက်လန်းရတယ်ဒီအားလုံးကသစ္စာမသိစင်သွားရတော်တော်များများယုံကြည်တဲ့အဆင့်နဲ့ခြေတက်တယ်ယုံကြည်တဲ့အဆင့်မှာနမိတ်ခါမရှိဘူးယုံကြည်တဲ့အဆင့်မှာတော့ဘုံတော်ထင်ရှားခြင်းမရှိဘူးယုံကြည်တဲ့အဆင့်မှာတော့ကြီးမားတော့နော်ပြောင်းလဲမှုမဖြစ်ဘူးဒါကြောင့်လူမီဒီကခရစ်တော်၌ရှိတယ်လို့ပဲပြောတယ်လူမီဒီကခရစ်တော်ကိုယုံကြည်ရင်လူမီဒီကခရစ်တော်၌နော်ဘယ်လိုပြောမလဲအလူငွေပေးနေလေလူမီဒီကခရစ်တော်၌ဆုတောင်းတယ်လို့ပြောခရစ်တော်၌ရှိဖို့အရေးကြီးတယ်ရှိတယ်ဆိုတာကသူ့လက်ထဲမှာရောက်အောင်ကျွန်တော်ဘုရားတာပုံအပ်လိုက်တာအဲ့ဆိုယုံကြည်ခြင်းမှာဘာရမလဲယုံကြည်ခြင်းတော့ဘာရပါတယ်ဒါပေမဲ့ယုံကြည်ပြီးမှမပုံအပ်တဲ့အရာယုံကြည်ပြီးမှမပေးအပ်တဲ့အရာယုံကြည်ပြီးမှသူ့လက်ထဲမှာမအပ်နိုင်တဲ့အရာကအလကားပဲကျွန်တော်ယုံကြည်တဲ့အတိုင်းအနံ့ရယုံကြည်တဲ့အတိုင်းပေးအပ်အတိတ်ကပေးအပ်ခြင်းအနံ့ခြင်းပေးအပ်ခြင်းအနံ့ခြင်းဆိုတဲ့အရာကကူးပြောင်းသွားတာသူ့ရဲ့ချစ်ချင်းမေတ္တာထဲမှာရောက်ရှိသွားတာသူ့ရဲ့လောင်းကြီးအောက်မှာရောက်ရှိသွားတာအဲ့ဒါကိုကူးပြောင်းနေပေးအပ်တယ်အမြောက်နော်ကိုဘွားတက်တာလုံးမှာကိုလှုပ်ဆောင်မှုတွေစ조사မှုတွေအမြောက်များရှိခဲ့တယ်အဲ့ဒါတွေတခုမှမအောင်မြင်ဘူးအရှုံးပေးပါတယ်လက်မြောက်ပါတယ်ဆိုတော့မှခရစ်တော်ရဲ့လက်ထဲမှာနော်ခရစ်တော်ရဲ့ဂျေဇူးတော်တရားထဲမှာသူ့ဘွားတက်တာအနံ့တဲ့အချိန်မှာခရစ်တော်ကသူကြိုက်တဲ့အတိုင်းပုံတွင်းတော့မှာသူကြိုက်တဲ့အတိုင်းပြုပြင်တော့မှာသူကြိုက်တဲ့အတိုင်းဆုံးမတော့မှာသူကြိုက်တဲ့အတိုင်းဂရုဏာတော့အားဖြင့်သူ့လမ်းပြဥဆောင်တော့မှာအဲ့ဒီအခါမှာအိုးဒီနေရာမှာငါသာဆိုရင်အဲ့လိုဖြစ်တယ်ခရစ်တော်သားဆိုရင်ဘယ်လိုပြောမလဲဒီနေရာမှာငါကအဲ့လိုစဉ်းစားတယ်ခရစ်တော်သားဘယ်လိုစဉ်းစားမလဲတင့်အထက်ကခရစ်တော်ကပေါ်လာမှာဖြစ်တယ်တင့်အထက်ကခရစ်တော်ကအလုပ်လုပ်လာတာဖြစ်တာအဲ့ဒါကယုံကြည်ပုံအပ်တဲ့အတ္တတာမှရောက်တာဟိုယုံကြည်နေုံနဲ့မပုံအပ်ပဲနဲ့မပေးအပ်ပဲနဲ့မစွန့်လွတ်ပဲနဲ့မရဘူးပေးအပ်တဲ့စွန့်လွတ်တယ်ဆိုတာကျွန်တော်အချိန်ချင်းပြောသွားပြီသူ့လက်ထဲကိုရာနှုန်းပြည့်ယုံကြည်စိတ်ချစွာပေးလိုက်ကိုလိုကြိုက်လို့စီစဉ်ပါတော့ဆိုပြီးတော့ပေးလိုက်အရှုံးပေးလိုက်တယ်ငါဘွားကိုငါမပိုင်တော့ရှုံးပေးလိုက်အဲ့ဒီအခါမှာပိုင်ရှင်ဖြစ်တဲ့ခရစ်တော်ကစိတ်ကြိုက်ပုံတွင်းတော့မှာဖြစ်တယ်စိတ်ကြိုက်ဥဆောင်တော့မှာဖြစ်တယ်စိတ်ကြိုက်နော်သူ့ပေါ်မှာအလုပ်လုပ်မှာဖြစ်တာဒါကဖျားတဲ့ခင်ကြီးမားတဲ့ဂိူနာတော့ကိုကျွန်တော်အခုတော်ဒီရက်ပိုင်းထဲမှာတစ်တော်နှုတ်ကတော်ကိုရတာဖြစ်တယ်ကြောင့်မိတ်ဆွေစဉ်းစားပါယုံကြည်နေုံနဲ့မလုံလောက်ဘူးယုံကြည်နေုံနဲ့မပြည့်စုံယုံကြည်တဲ့ပုံအပ်လိုက်ပါပေးအပ်လိုက်ပါအရှုံးပေးလိုက်ပါအနံ့လိုက်ပါသူ့ကိုအုပ်ဆိုးခိုင်းပါ
ကိုတော်တယ်တက်တယ်နော် arrange လုပ်နိုင်ဆိုရဲဟိုးနောက်ဆုံးမှထားပါခရစ်တော်ကိုပဲခရစ်တော်လက်ထဲမှာပဲတင်ပေါ်တက်တာပေးရလိုက်ပါအဲ့လိုဆိုရင်ထူးခြားတဲ့အသွေးအခေါ်တွေလူကအသွေးအခေါ်ခံချက်ရှောက်လမ်းမှုကအရေးကြီးတယ်အဲ့ဒါကအသွေးအခေါ်တွေကတော့ခံမှုတွေကမားသွားပြီအားလုံးမားတယ်ကြောင့်ကြည်ရအားလုံးနားလေသဘောပေါက်ကြပါစေဝန်ခံနိုင်ပါစေစားသုံးနိုင်ပါစေဟိုအဲ့ဒါတော့ကျွန်တော်ဆန္ဒပြုပဲအကြောင်းဒီနှုတ်ဘက်တို့ကိုလည်းမိတ်ဆွေကြားနာပြီးပြန်ပြီး share ပေးပါလို့ဖြစ်တယ်အားလုံးပြန်ခင်အောင်ကြည့်ပါစေ